တစ်ထွက်ရှိလာတဲ့စကားတွေထဲမှာတင်တို့အကြိုက်နဲ့ထပ်တူကြမဲ့စကားတွေပါမပါဆိုတာကိုအဆုံးထိစောင့်ကြည့်လိုက်ကြရအောင်ကဲအခုပဲစတင်လိုက်ပါတော့မယ်ပထမဆုံးအနေနဲ့နာဂါမာမစ်ဆူရီရဲ့အစပိုင်းဖြစ်ပါတယ်။ကျောင်းအစ်ကိုတာဝန်ကျလာတဲ့ဆီယာမမစ်ဆူရီဟာစိုးသွမ်းတယ်လို့နာမည်ကြီးတဲ့ရေကူးကလပ်ရဲ့လေ့ကျင့်ရေးမှာပါဝင်လာရရာကနေဇလန်းစတင်လာပါတယ်။မစ်ဆူရီရဲ့အမြဲပြောင်းလဲနေတဲ့ဟိုပေါ်ဒီပေါ်ရေကူးဝစ်စုံတွေကတိုက်ပွဲရဲ့အဓိကအာရုံစိုက်စရာဖြစ်လာပေမဲ့စကားရဲ့အလဲလောက်မှာကလပ်ဖွဲ့ဝင်တွေရဲ့တောင်းဆိုမှုကြောင့်မစ်ဆူရီကတော်တော်လေးရှက်စရာကောင်းတဲ့တွာကင်းTwerking ကကွက်ကိုကပြရတဲ့အခန်းကတော့ဒီစကားရဲ့အကောင်းဆုံးအခန်းဖြစ်မယ်ထင်ပါတယ်။နောက်ထပ်ကတော့အီနိုဆူဇူမီရဲ့စကားတစ်ဖြစ်ပါတယ်။ကုမ္ပဏီမှာအောင်မြင်နေပြီးဌာနမှုဖြစ်ယာဒူးတိုးလာတဲ့ဆူဇူမီရဲ့နောက်ွယ်မှာဥက္ကဋ္ဌတိုယူရှိနေခဲ့ပြီးကုမ္ပဏီညစာစားပွဲနေ့မှာဆူဇူမီကိုဆွဲဆောင်မှုစေးသုံးပြီးအဆက်မပြတ်ထိန်းချုပ်သွားတဲ့ဇလန်ဖြစ်ပါတယ်။သူကတခြားစကားတွေရဲ့တိုက်ပွဲတွေမှာလည်းနည်းနည်းပိုပြီးတရုပ်ဆောင်တတ်တဲ့ပုံစံမျိုးရှိပေမဲ့အစပိုင်းကနေအဆုံးထိမျက်လုံးတွေဝေဝါးနေတဲ့အခြေအနေနဲ့တိုက်ပွဲကဆက်လက်ဖြစ်ပွားနေတာကြောင့်သူ့ရဲ့အဲ့ဒီအရေးချင်းနဲ့အံဝင်ခွင်ကြဖြစ်သွားအားတဲ့စကားလို့ထင်ရပါတယ်အခုတလောဝင်ငွေအကောင်းဆုံးအမျိုးသားတရုတ်ဆောင်လို့ခေါ်ကြတဲ့တိုယူရဲ့တန်ကြီးက1တန်းအထိရောက်ရှိနေတယ်လို့ဆိုပါတယ်ပတ်စံကိုဘေးဖယ်ထားလိုက်ရင်တော့နေတိုင်းမတူညီတဲ့ပါတနာတွေနဲ့တိုက်ပွဲဝင်ရတဲ့ခံစားချက်ကဘယ်လိုနေမလဲဆိုတာသိကျင်မိပါတယ်အဲ့ဒီနောက်မှာတော့မီယူရဲ့စကားတစ်ပါစီကန်းကြီးတဲ့စည်ရင်ကင်ဌာနဝန်ထမ်းမီယူဟာလှုပ်ဝက်အချိန်ပိုင်းလှုပ်နေရင်အမျိုးသားတယောက်စီမှာအားနည်းချက်မိသွားပြီးနောက်ပိုင်းလေ့ကျင့်ခံရတဲ့အကြောင်းဖြစ်ပါတယ်ပထမဆုံးတိုက်ပွဲအပြီးမှာသူမညင်းပယ်ခဲ့တဲ့ပြေစာနဲ့သူမကိုသူမပြန်တုံနေတဲ့မီယူရဲ့ပုံစံကိုကြည့်ရတာလက်စားချေလိုက်ရတယ်လို့ခံစားချက်မျိုးပေးစွမ်းနိုင်တယ်လို့နောက်တနေ့မှာဘာမှမဖြစ်ခဲ့တယ်လို့ဟန်ဆောင်ပြီးစိတ်ကိုဒုံဒုံချထားပေမဲ့အမျိုးသားကအာမခံစာရွက်ကိုကမ်းပေးလိုက်တဲ့အခါချက်ချရင်းဆိုသလိုပြိုလဲသွားတဲ့အခန်းကနေစပြီးပုံမိုက်လာတယ်လို့ထင်ရပါတယ်ဒီလိုရိုးရှင်းတဲ့ဇလန်းမျိုးဆိုပေမဲ့လည်းမီယူတရုပ်ဆောင်ထားတာကြောင့်ထူးခြားနေတဲ့စကားတစ်တကားဖြစ်ပါတယ်နောက်ထပ်ကတော့ဆာဆာကူယာအာယာရဲ့စကားတစ်ပါဇက်လိုက်မင်းသားကသူ့ကိုစွမ်းဆောင်ရည်ပိုကောင်းစေမယ်ဆိုတဲ့အားဆေးကိုတောက်ပြီးတတိလစ်သွားလို့ဆေးရုံကိုပို့ဆောင်ခံရရာကနေတတိရလာတဲ့အခါဆရာဝန်ကသူ့ရဲ့ချစ်သူဟောင်းအာယာဖြစ်နေတာကိုတွေ့လိုက်ရပြီးမကြာခဏအချိန်ပိုဆင်းရလို့ဖိနှိပ်ခံထားရတဲ့အာယာရဲ့တိုက်ပွဲစွမ်းရည်တွေပောက်ကွဲထွက်လာတဲ့ဇလန်ဖြစ်ပါတယ်အမြင်ပိုင်းအရကြည်ပျော်ရှုပျော်ရှိတာကိုထဲတွက်ရင်ပေါ့ပေါ့ပပကြည့်ဖို့အဆင်ပြေတဲ့စကားတစ်ဖြစ်ပေမဲ့ဒီတရုပ်ဆောင်ရဲ့နည်းနည်း6ကတ်နိုင်တဲ့တရုပ်ဆောင်မှုကတော့အနှဲငယ်စိတ်ပျက်စရာပါအဲ့ဒါကြောင့်ပဲလားမသိဘူးမနစ်ကသူမပွဲဥထွက်ခဲ့တဲ့ S1 မှာအပြည့်အဝမအောင်မြင်ခဲ့ပဲဒီနှစ်ကစလို့ကီကာတန်အဖြစ်အလုပ်လုပ်နေချိန်မှာဒီတစ်ပတ်ထဲမှာတင်စကားနှစ်ကထွက်လာတာကြောင့်စကားတွေအများကြီးရိုက်ကူးမဲ့အရေးအယောင်တွေတွေ့ရပါတယ်ဒီတစ်ခါမှာတော့မျက်နှာတစ်3ယောက်ကိုကြည့်လိုက်ကြရအောင်ပထမဆုံးအနေနဲ့ဒီတစ်ခေါက် S1 မှာပွဲဥထွက်လာတဲ့ဆိုရီနုံဖြစ်ပါတယ်သူမကငငယ်ကလေးကရေကူးစတင်ခဲ့ပြီးဂျူနီယာနိုင်ငံတော်အဆင့်အားကစားသမားအဖြစ်လှုပ်ရှားခဲ့မှုတဲ့မျက်နှာတစ်တစ်ယောက်လို့ဆိုပါတယ်ဒဏ်ရာကြောင့်သူမရဲ့အားကစားတက်တန်းကုန်ဆုံးသွားခဲ့ပေမဲ့သူမရဲ့ဂျေအေလှုပ်ရှားမှုတွေအတွက်တော့ပြဿနာမရှိနိုင်ဘူးလို့ထင်ရပြီးအသားအရည်လည်းကြည်ကောင်းတယ်လို့အသွင်ပြင်းတဲ့စိတ်နေသဘောထားလည်းကောင်းမွန်ရပါတယ်အားကစားသမားဟောင်းတစ်ယောက်ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံဒါမှမဟုတ်သူမရဲ့ JA စွမ်းရည်တွေကိုအခုချက်ချင်းခံစားလို့မရနိုင်သေးပေမဲ့ဒီလောက်အဆင့်ဆိုရင်တော့ S1 အတွင်းမှာအပြည့်ကင်းစင်တဲ့ရုပ်ရည်နဲ့တင့်တဲ့နဲ့အလဲလက်အဆင့်မှာပါဝင်တယ်လို့ထင်တာကြောင့်ရေရှည်သွားနိုင်မဲ့အနေအထားကိုမြင်နေရပါတယ်နောက်တစ်ယောက်ကတော့ဒီတစ်ခေါက် idea ပုတ်ကတ်မှာပွဲဥထွက်လာတဲ့ရှင်ဟိုချက်ကြီးစားဖို့ဖြစ်ပါတယ်အဲ့ဒီလိုနောက်ခံကနေလာတာဖြစ်လို့သူမကအရန်လဲမငဲတယ်လို့အရန်လဲမကြီးပဲတနေရမှာအလွယ်တကူတွေ့ဘူးလောက်မဲ့တာမန်လူတစ်ယောက်ရဲ့အသွင်ပြင်မျိုးရှိပါတယ်ဒီမျက်နှာတစ်ကိုပထမဆုံးမြင်လိုက်ရတဲ့အချိန်မှာအရင်တုန်းက post တစ်ခုကြောင့် career တစ်ခုလုံးပျက်စီးသွားခဲ့ရတဲ့ဟိုရှိနိုအိုင်ကိုသွားတရိယာမိစေပြီးသူတို့ရဲ့ထူးခြားတဲ့မျက်နှာအမူအရာတွေကနည်းနည်းဆင်တူတယ်လို့ထင်ပါတယ်သူမရဲ့နည်းနည်းရိုးအတက်မျက်နှာလေးနဲ့ရှင်းလိုက်ရင်တိုက်ပွဲတွေမှာတော်တော်လေးအတွေ့အကြုံရှိတဲ့ပုံစံပေါက်တဲ့တရုပ်ဆောင်မှုကိုပြသနိုင်တာကြောင့်သူမရဲ့အားနည်းတဲ့အလဲပိုင်းကိုဖုံးကွယ်ပေးလိုက်တယ်လို့ပါပဲနောက်ထပ်ကတော့ Haruhiပါသူမကပြီးခဲ့တဲ့လကဒါလီယာမှာပွဲဥထွက်ခဲ့တဲ့မျက်နှာတစ်တစ်ယောက်ဖြစ်ပါတယ်သူမက profile မှာထက်ပိုကြီးပုံရပြီးအသားအရည်နဲ့ခန္ဓာကိုယ်အချိုးအစားကလည်းတိတ်မဆွဲဆောင်နိုင်တာကြောင့်ကျွန်တော်ကြော်သွားခဲ့တဲ့မျက်နှာတစ်ဖြစ်ပေမဲ့ဒါကသူမရဲ့ပွဲဥထွက်စကားမှာမတွေ့ခဲ့ရတဲ့ခံစားချက်မျိုးကိုရရှိစေခဲ့တဲ့စကားတစ်ဖြစ်ပါတယ်ရင်းကျက်တဲ့အမျိုးအစားမှာတွေ့ရခဲ့တဲ့စူပါနာဘူးဒါမှမဟုတ်တိုက်ပွဲပါရမီရှင်ဆိုတဲ့နာမဝိသေသနာတွေတက်ပေးရတဲ့အကြောင်းရင်းတွေကအပြည့်အဝထင်ရှားနေခဲ့ပြဒါအပြင်အိုရှိမာဂျိုအာရဲ့ဒုတိယမြောက်တိုက်ပွဲမှာပြသသွားတဲ့မြင်ကွင်းနဲ့တရုပ်ဆောင်မှုကရင့်ကျက်တဲ့မင်းသမီးတွေမှာသာရှိတတ်တဲ့ဝါရင်ခမ်းနားမှုကိုပြသနိုင်ခဲ့ပါတယ်။အနာဂတ်မှာသူမရဲ့အကျင့်ပြတ်တရုပ်ဆောင်မှုတွေကိုလည်းကျွန်တော်မျှော်လင့်မိလာပါတယ်။နောက်ထပ်ကတော့ရှိဘာဆာကီဟာရူရဲ့စကားတစ်ပါဒီအပြောဆိုကြမ်းတမ်းတဲ့ဆရာဝန်ဟာဆေးရုံအလုပ်တင်ဘဝကလေးကသူ့နောက်ကိုအမြဲလိုက်ခဲ့တဲ့ရင်းနှီးတဲ့ဂျူနီယာလေးဟာရူကိုတိတ်တဆိတ်သဘောကျနေခဲ့ပေမဲ့ဒီနေ့မှာသူမကတခြားအမျိုးသားတစ်ယောက်နဲ့လက်ထပ်တော့မယ်ဆိုတာကိုကြားလိုက်ရတဲ့အခါတစ္ဆာဖောက်ခံရတယ်လို့ခံစားလိုက်ရပြီးအိတ်ဆက်နေစဉ်တိုက်ပွဲကနေစတင်ကတစ်ဖက်သက်တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတဲ့စကားဖြစ်ပါတယ်တကယ်တော့ဒါကသူ့တယောက်တည်းသဘောကျနေခဲ့ပြီးဘယ်သူမှမသိတဲ့တစ္ဆာဖောက်ခံရမှုခံစားချက်မျိုးဖြစ်ပေမဲ့အဖွဲ့အစည်းတိုင်းမှာဒီလိုကိစ္စမျိုးတွေမကြာခဏဖြစ်တတ်တာကြောင့်ဇက်အိမ်ကိုချင်းစာနိုင်စရာအပိုင်းတွေလည်းရှိပြီးလက်တွေ့အကောင့်ထဲပေါ်တဲ့တိုက်ပွဲဖြစ်တာကြောင့်တခြားအိတ်ဆက်နေစဉ်တိုက်ပွဲတွေနဲ့မတူပဲထူးခြားတဲ့တက်ရောက်မှုရှိတယ်လို့ခန်းစားရပါတယ်
အဲ့ဒီနောက်မှာတော့ရှီအီနာကိုကိုလူရဲ့စကားတစ်ပါသူမက SOD ကနေဘွဲရပြီးနောက်ပိုင်းကီကာတန်အနေနဲ့အလုပ်လုပ်ခဲ့တဲ့မင်းသမီးတဦးဖြစ်ပြီးမကြသေးမီကသူမရဲ့စကားတွေဟာရေရှည်စီမံကိန်းအနေနဲ့ထွက်ပေါ်လာနေပါတယ်။အနားယူနေစဉ်အတွင်းသူမကိုသူမနီလန်မျိုးစုံနဲ့ထိမ့်သိမ်းထားတဲ့အရေးအယောင်တွေကိုတွေ့မြင်နိုင်ပြီးပြင်းထန်တဲ့တိုက်ပွဲတွေမှာတောင်သူမရဲ့အသက်ရှူတန်ရှည်ရှည်ကိုခန်းစားသိရှိနိုင်ပါတယ်။ဒါအပြင်အဓိကစကားတွေမှာပါဝင်မှုတိတိတသားလျှော့ကျသွားတဲ့ကန်ဂျင်နဲ့တွဲဖက်တရုပ်ဆောင်ထားတာဖြစ်လို့နီးကပ်မှုခံစားချက်ကိုပုံမပေါ်လွင်စေသလိုရှီအီနာကိုကိုလူရဲ့အမြင်ပိုင်းဆိုင်ရာနဲ့တရုပ်ဆောင်မှုနှစ်ခုစလုံးတိုးတက်လာတာကြောင့်တက်ရက်တဲ့စကားတစ်တကားလို့ထင်ရပါတယ်။နောက်ထပ်ကတော့အချိန်တော်ကြာမှထွက်လာတဲ့အိုကူဒါဆာကီရဲ့စကားတစ်ပါဒါကအရင်တုန်းကဒေတာတွင်းမှာနာမည်ကြီးခဲ့တဲ့တကောင်ရန်ဘတ်စကားဘော်ကလျှက်စီးမိန်ကလေးကျောင်းဇလန်းဖြစ်ပြီးတက္ကသိုလ်ကျောင်းသားတစ်ယောက်ရဲ့ဘေးမှာထိုင်နေတဲ့အိုကူဒါဆာကီကခရီးပန်းနိုင်မရောက်ခင်အလယ်မှာအနားယူတဲ့မှတ်တိုင်တိုက်ပွဲအပါဝင်အပိုင်း၃ပိုင်းခွဲပြီးတိုက်ခိုက်မှုတွေလှုပ်ဆောင်တဲ့စကားဖြစ်ပါတယ်။ဝစ်စုံအနှဲငယ်ပြောင်းလဲရှိခဲ့ပေမဲ့ဘုတ်ဖနက်နဲ့ခြေအိတ်ရှည်ကိုအဲ့ဒီအတိုင်းဝတ်ပြီးဆက်လက်ဖြစ်ပွားနေတဲ့တိုက်ပွဲကလက်တွေ့ဆန်တဲ့ခံစားချက်ကိုပေးစွမ်းနိုင်တယ်လို့ရိုးရှင်းတဲ့အခြေအနေဖြစ်ပေမဲ့လည်းပြသစရာရှိတာအကုန်ပြသသွားတဲ့စကားတစ်တကားဖြစ်ပြီးအိုကူဒါဆာကီက S1 မှာသူမရှိနေရတဲ့အကြောင်းရင်းကိုဒီစကားနဲ့တက်တည်ပြလိုက်တာပဲဖြစ်ပါတယ်။အိုကူဒါဆာကီရဲ့စကားတစ်ကိုနောက်ဆုံးထားပြီးဒီနေ့ဇလန်းကိုဒီနေရာမှာပဲရပ်နားလိုက်ပါမယ်။